အားလုံးမင်္ဂလာပါညီကိုတို့နေ့ကတော့တွေးကြုံတစ်လေးတွေးကြုံတစ်ခုရလာတယ်ပေါ့နော်ဒါပေမဲ့စိတ်ထဲမကောင်းဒါပေမဲ့အတွေးကြုံတစ်ခုလည်းအသိရလာတယ်နည်းနည်းလေးရှင်းပြလိုက်ပါဦးဘယ်လိုဖြစ်လဲဆိုတော့ဖုန်းကျွန်တော်တို့ဒီအကွေးနံပါတ်9မှာပေါ့နော်ကျွန်တော်ကအထွက်မဲ့အချိန်ကျွန်တော်ကလာတာမြန်တယ်ရှေ့မှာနေတဲ့ဒစီရှိတယ်ပေါ့နော်အဲနေတဲ့ဒစီကအထွက်မှာမထွက်ဖဲနဲ့နေတယ်ကျွန်တော်မြန်တဲ့အချိန်မှာသူ့တိုက်မှာကျွန်တော် break out လိုက်တယ်break out တဲ့အချိန်မှာအရှိပလိန်ညှင်းမိပါအရှိပလိန်ညှင်းလိုက်တဲ့အချိန်မှာskip လွတ်သွားတယ်ပေါ့နော်ပြီးတော့တရားမပူလာရဲပြီးတော့မိုးရွာထားတဲ့အချိန်ရဲပြီးတော့ကျွန်တော်အမားတစ်ခုလုံးမိလိုက်တာပေါ့နော်ဒါအဲ့ဒီအမားကလည်းကျွန်တော်တို့ကဒါနောက်လာမယ့်ပွဲကိုသင်ခန်းစာတစ်ခုရသွားတယ်အဲ့တော့အပေးနေတဲ့ပရိသတ်တွေအတွက်လည်းအဲ့လိုဘယ်လိုမျိုးလဲဟိုစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ကျွန်တော်ဒီညနေတော့တောင်းပန်ချင်ပါတယ်အဲ့လိုမျှော်လင့်ထားတဲ့ဟာတွေမဖြစ်လာတော့လဲအခုလိုမျိုးဖြစ်နေကြုံတွေ့ရနောက်ပွဲတွေမှာလည်းအပေးစီချင်ပါတယ်ဟိုဒါကတော့ဒီနေ့ဟိုကျွန်တော်တို့လည်းဒီလိုမျိုးဘေးမဖြစ်ချင်ဘူးပေါ့နော်ဒါပေမဲ့သူကဖြစ်သွားပြီဆိုတော့ဒါအတွေးကြုံတစ်ခုပေါ့နော်အတွေးကြုံတစ်ခုဖြစ်သွားတာအကောင်းဆုံးတော့ပြန်ကြိုးစားမယ်ပြီးပြန်တိုင်မယ်အဲ့တော့အပိတပိတ်တဲ့အတွက်စိတ်နှောက်ယှက်ဖြစ်သွားစရာလေးဖြစ်သွားတယ်ဆိုရင်လည်းတောင်းပန်ပါတယ်တောင်းပန်ပါတယ်ပြီးတော့ဒီမှာပေါ့နော်အဓိကထိသွားတာတော့ဒီကြာတစ်ခုလောက်နဲ့ကြီးကြီးမားမားတော့ဒီလောက်ပဲရှိတယ်နော်ဒါရဲ့ပြီးတော့ဟိုဘလိတ်ကိုင်းရဲ့ပေါ့နော်လူလည်းဘာမှမဖြစ်ဘူးဘာမှမဖြစ်တာလူဘာမှမဖြစ်တာကံကောင်းတယ်ဒီစောလေးနည်းနည်းထိသွားတယ်ပေါ့နော်ဟုတ်တယ်ဗျနောက်ပွဲတွေမှာကျွန်တော်တို့အကောင်းဆုံးပြန်ပြိုင်မယ်ဒီလာမဲ့9ရက်10ရက်နေ့နောက်တစ်ပွဲရှိတယ်နော်9-9တပွဲရှိသေးတယ်အဲ့ပွဲမှာကျွန်တော်တို့သွားပြန်ပြီးတော့ဟုတ်ကဲ့ပါအကောင်းဆုံးစူးစမ်းမယ်အဲ့ဒီပွဲမှာထပ်ပြီးတော့အားပေးပါအောင်နော်ဒီပွဲမှာတော့ကျွန်တော်တို့လည်းစိတ်မကောင်းအကောင်းဆုံးလုပ်ထားပေးတယ်ဒါပေမဲ့မဖြစ်တဲ့တာဖြစ်တဲ့မှာတော့အတွေးကြောက်ပဲမျိုးမျိုးပေါ့နော်နောက်ရှယ်ရီမိုးဆိုလဲမိုးကလည်းပွဲစားကန်ဒီမှာရွာတယ်အဲ့လိုမျိုးပြီးတော့လည်းအဲ့လိုကိုမမားတဲ့အမားတွေလုံးမိတယ်ပေါ့နော်အဲ့လိုမျိုးနေတဲ့ဆိုင်ကနဲ့တတွေးတဲ့အခါမျိုးတွေမှာအဲ့လိုတော်ပဲကြတယ်ဆိုင်းစားတော့အားပေးဦးနော်4 နာရီခွဲ4 နာရီခွဲ4 နာရီခွဲတော့ကျွန်တော်ပြန်မယ် naked by MT09 နဲ့ပြန်ပွားမယ်ဗျโอเคအဲ့တော့ကျွန်တော်ရဲ့ဆိုင်စားလည်းအားပေးပါအောင်เนาะအားလုံး fighting မှာအားလုံး okay တယ်သူရအကုန်လုံးကောင်းပါတယ်โอเคနောက်တစ်ပွဲမှာဆိုင်းကိုထပ်ပြီးတော့တွေ့ရအောင်နော်โอเคကျေးဇူးတင်ပါတယ်